လုံးပဲမင်္ဂလာပါခင်ဗျာ Daily Flow Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းတဲ့သတင်းလေးကတော့ American ကာကွယ်ရေးဝန်ကြီး Pete Hegseth ကအီရန်စစ်တပ်လုံးဝအင်အားကြီးနေသွားပြီဆိုပြီးသတင်းစာရှင်းလင်းပွဲမှာထုတ်ဖော်ပြောကြားလာတဲ့အကြောင်းလေးကိုတင်ဆက်ပေးခြင်းတာပဲဖြစ်ပါတယ်အီရန်စစ်ပွဲဟာ16ရက်မြောက်နေ့ကိုရောက်ရှိလာပြီး American ကာကွယ်ရေးဝန်ကြီး Pete Hegseth ကတော့အီရန်စစ်တပ်ဟာလုံးဝအင်အားကြီးနေသွားပြီးလေတပ်ရေတပ်နဲ့ဒုံးကျည်ကာကွယ်ရေးစနစ်တွေမရှိတော့ဘူးလို့တောက်ကြနေ့ကသတင်းစာရှင်းလင်းပွဲမှာအခိုင်အမာထုတ်ဖော်ပြောကြားလိုက်ပါတယ်။ဒါအပြင်သူကအမေရိကန်ရဲ့စာတင်ကြောင်းပုံကျဲမှုကြောင့်အရသာ180ကျော်တည်ဆုံးခဲ့ရတယ်ဆိုတဲ့အပေါ်စုံစမ်းစစ်ဆေးမှုတွေစတင်ပြုလုပ်နေပါတယ်ဆိုပြီးထုတ်ဖော်ပြောကြားသွားပါတယ်။ကာကွယ်ရေးဝန်ကြီး Hegseth ရဲ့အဆိုအရ15ရက်အတွင်းအီရန်ရဲ့ပြစ်မှတ်ပေါင်း15000ကျော်ကိုတိုက်ခိုက်ခဲ့ပြီးအီရန်ရဲ့ဒုံးကျည်ထုတ်လုပ်နိုင်စွမ်းကိုအမြင့်ပြတ်ချိန်မုံဖျက်ဆီးနိုင်ခဲ့တယ်လို့ပြောဆိုထားပါတယ်။အီရန်ခေါင်းဆောင်တွေဟာမြေရောက်ထဲမှာပုံနေကြတယ်လို့ Hegseth ကလှောင်ပြောင်ခဲ့ပေမဲ့လက်တွေ့မှာတော့အီရန်သမ္မတနဲ့ထိပ်သီးခေါင်းဆောင်တွေကိုတီဟီရန်လမ်းမပေါ်ကကွက်ဒေးချီတဲ့ပွဲမှာမြင်တွေ့ခဲ့ရတယ်လို့ပြောကြားတဲ့လူတွေလည်းရှိနေပါတယ်။အီရန်ခေါင်းဆောင်တဲ့မိုဂျာတာဘာခါမီနီဟာဒဏ်ရာအပြင်းထန်ရရှိပြီးရုပ်ပြက်ဆင်းပြက်ဖြစ်နေပြီလို့ကာကွယ်ရေးဝန်ကြီး Hegseth ကဆိုခဲ့ပေမဲ့ဒါကိုတော့တိကျအတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။ဒီစစ်ပွဲရဲ့အဆိုးအဆုံးအဖြစ်အပျက်တစ်ခုကတော့အီရန်ကမိန်းကလေးစာတင်ကျောင်းတစ်ခုဘုံကျဲခံရမှုဖြစ်ပြီးအပြစ်မဲ့ကျောင်းသူလေးတွေအပါအဝင်လူပေါင်း185ဦးသေဆုံးခဲ့ရပါတယ်။ဒါကြောင့်ဒီဖြစ်ရပ်ကိုလည်းအမေရိကန်ဗဟိုစစ်ဌာနချုပ်ကဗိုလ်ချုပ်တို့ဦးဆောင်ပြီးစုံစမ်းစစ်ဆေးနေတယ်လို့ကာကွယ်ရေးဝန်ကြီး Hegseth ကအတည်ပြုထားပါတယ်။တနင်္ဂနွေစုံစမ်းတွေ့ရှိချက်တွေအရဒီကျောင်းကိုအမေရိကန်စစ်တပ်ကပဲဘုံကျဲခဲ့တာဖြစ်တယ်လို့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။အမေရိကန်ကာကွယ်ရေးဝန်ကြီး Hegseth ဟာသတင်းစာရှင်းလင်းပွဲအတွင်းသတင်းတော်တွေကိုလည်းပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုခဲ့ပါတယ်။သူ့ရဲ့ပုံတွေကိုအကြီးတန်းဖော်ပြတယ်ဆိုတဲ့အကြောင်းပြချက်နဲ့အချို့သောသတင်းတော်တွေကိုပြည်ဝင်ခွင့်ပိတ်ပင်ခဲ့တယ်လို့သိရပါတယ်။တစ်ဖက်မှာလည်းအမေရိကန်စစ်ဦးစီးချုပ်ကကမ္ဘာပထမဆုံးတိကျမှုအမြင့်ဆုံးဒုံးကျည်အသစ်တွေကိုဒီစစ်ပွဲမှာစတင်အသုံးပြုခဲ့တယ်လို့ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ဒါပေမဲ့မီဒီယာချုပ်ကတော့အမေရိကန်ဟာလက်နက်စမ်းတွေဘလောက်ပဲတုံဟော်မုတ်ရေလက်ကြားကသင်္ဘောတွေကတော့အခုချိန်ထိပိတ်မိနေသေးပဲလို့ဝေဖန်ပြောဆိုကြတာကိုလည်းတွေ့ရှိရပါတယ်။ဟုတ်ကဲ့ပါပရိသတ်ကြီးရေအမေရိကန်ကာကွယ်ရေးဝန်ကြီး Hegseth ပြောခဲ့သလိုအီရန်စစ်တပ်ဟာတကယ်ပဲပြိုလဲသွားပြီလို့ထင်ပါသလားခင်ဗျာ။ဒါမှမဟုတ်အီရန်ဘက်ကဆက်လက်တိုက်ခိုက်နေဦးမလား။စာတင်ကြောင်းဘုံကျဲခံမှုပေါ်မှာရောဘယ်လိုယူဆကြပါသလဲခင်ဗျာ။ကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်။အခုလိုမျိုးနိုင်ငံတကာသတင်းတွေကိုစင်စက်မဲ့သိရှိနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ Daily Flow Channel လေးကို Subscribe လုပ်ထားပေးခဲ့ကြပါအောင်ခင်ဗျာ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။အားလုံးပဲကြမ်းမှချမ်းသာရှင်လန်းကြပါစေခင်ဗျာ။